ကဘာပေါ်မှာအကောင်းဆုံးနဲ့တန်ဖိုးအကြီးဆုံးလို့တင်စားခံခဲ့ရတဲ့မြန်မာပြည်ကအေယာမဗရမ များကြီးတစ်ခုရှိခဲ့မှုပါတယ်။ဒါပေမဲ့1885ခုနှစ်မြန်မာနိုင်ငံကိုအင်္ဂလိပ်တွေသိမ်းပိုက်ချိန်မှာတော့အဲ့ဒီဗရမ များကြီးဟာနန်းတော်တွေကနေပြို့ဝှက်ဆန်းကျင်စွာရုတ်တရက်ပျောက်ဆုံးသွားခဲ့ရပါတယ်။နှစ်ပေါင်း140နီးပါးကြာတဲ့အထိဘယ်သူမှရှာမတွေ့တော့တဲ့အဲ့ဒီတန်ဖိုးမဖြတ်နိုင်တဲ့ရတနာကြီးကတော့ကျွန်တော်တို့အားလုံးကြားဘူးကြတဲ့ဗရမ များငမောက်ကြီးပဲဖြစ်ပါတယ်။ဒီရတနာကြီးတကယ်ပဲဘယ်ရောက်သွားတာလဲ။ဒီနေ့မှာတော့တမိုင်းဖြောက်ခံလိုက်ရတဲ့ငမောက်ဗရမ များကြီးရဲ့ဗဟိလိကိုအတူတူဖော်ထုတ်ကြည့်ကြပါမယ်။ဒီဗရမ များကြီးရဲ့တမိုင်းစတင်ပုံကသွေးထွက်တန်ယူတွေပြည့်နှက်နေပါတယ်။ရှေးခေတ်ကမိုးကုတ်မြေမှာငမောက်ဆိုတဲ့စင်ရသားကြောက်ဘူးသမားလေးတစ်ယောက်ဟာအေယာမဗရမ များကြီးတစ်လုံးကိုတူးဖော်ရရှိခဲ့ပါတယ်။သူဟာလောဘတက်ပြီးဗရမ များကြီးကိုထပ်ပိုင်းခွဲတပိုင်းကိုတရုတ်ကုန်သည်စီရောင်းချခဲ့ပြီးတော့ကြံတပိုင်းကမှဘရင်ကိုဆက်သခဲ့တာပါ။ဒါပေမဲ့ဘရင်ကြီးကဒီအကြောင်းကိုသိသွားတဲ့အခါအလွန်မင်းဒေါသထွက်ပြီးငမောက်ကိုရောသူ့ရဲ့ဆွေမျိုးတရွာလုံးကိုပါမီးရှို့တပ်ဖြတ်ခဲ့ပါတယ်။အဲ့ဒီနေရာကိုအခုချိန်ထိငမောက်လောင်ရွာလို့ခေါ်ဆိုနေကြဆဲဖြစ်ပါတယ်။အဲ့ဒီသွေးစွန်းနေတဲ့ဗရမ များကြီးဟာနောက်ပိုင်းမှာကုန်းပေါင်ခေတ်မင်းဆက်တွေရဲ့အမျက်နှိုးဆုံးရတနာကြီးဖြစ်လာခဲ့ပါတယ်။မင်းတို့မင်းကြီးလက်ထက်မှာဆိုရင်ဒီဗရမ များငမောက်ကြီးရဲ့တန်ဖိုးဟာတော့နိုင်ငံတော်တစ်နှစ်စာဝင်ငွေနဲ့ညီမျှတယ်လို့တောင်ဆိုခဲ့ကြပါတယ်။ပြင်သစ်နဲ့အင်္ဂလိပ်တန်တမန်တွေဟာဒီရတနာကြီးကိုမြင်တွေ့ရဖို့အတွက်အလွန်မင်းစိတ်ဝင်စားခဲ့ကြပါတယ်။ဒါပေမဲ့1885ခုနှစ်နိုဝင်ဘာလမှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။အင်္ဂလိပ်တွေကမန္တလေးနန်းတော်ကိုသိမ်းပိုက်ပြီးတော့တီပေါ်မင်းပါတော်မူမဲ့အချိန်လေးပါပဲအင်္ဂလိပ်စစ်မှုကြီးစလေတင်ဟာနန်းစင်ရတနာတွေကိုလုံခြုံရေးအရာခိတ္တသိမ်းဆည်းပေးထားမယ်ဆိုပြီးတော့တီပေါ်မင်းစီကနေယူဆောင်သွားခဲ့ပါတယ်။အဲ့ဒီထဲမှာဗရမ များငမောက်ကြီးလည်းပါသွားခဲ့ရပါတယ်။တီပေါ်မင်းအိန္ဒိယကိုရောက်သွားတဲ့အခါပြန်တောင်းပေမဲ့စလီတင်ကသူပြန်ပေးခဲ့ပြီလို့ညင်းဆိုခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးဗရမ များငမောက်ကြီးဟာကဘာမြေပေါ်ကနေအစအနမကြမ်းပျောက်ကွယ်သွားခဲ့ပါတော့တယ်။ဒီကနေ့အချိန်ထိဒီရတနာကြီးဘယ်ရောက်နေတယ်လဲဆိုတာအဖြေမရှိသေးပါဘူး။တချို့ကဗြိတိရှတော်ဝင်မိသားစုရဲ့တရပူတွေထဲမှာအပိုင်းပိုင်းဖြတ်တောက်ပြီးတက်ဆင်ထားတယ်လို့တန်တရားရှိနေကြပါသေးတယ်။တချို့ကလည်းစလီတင်ကိုယ်တိုင်မှောင်ခိုရောင်းချခဲ့တာလို့ဆိုကြပါတယ်။တဲ့အနေနဲ့ရောမြန်မာတို့ရဲ့ဒီအဖို့တန်ရတနာကြီးလန်ဒန်မြို့ကပြတိုက်တစ်ခုခုမှာလျှို့ဝှက်စွာရှိနေအောင်မယ်လို့ထင်ပါသလား။ကွန်မန့်မှာတင်းရဲ့အမြင်လေးတွေကိုရေးသားပေးခဲ့ပေးပါဦး။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းကြောင်းတွေကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်တို့တုတ္တ Orbit ကို Subscribe လုပ်ထားဖို့မမေ့နဲ့နော်။နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြပါမယ်။